ဒီတိုဖီအကိတ်ကတော့ဘူးလက်ပါเนาะသူ့ရဲ့ဟာကကျွန်တော်စုမလားတသိန်းခွဲရမှရောင်းမယ်ဘာဖြစ်လို့ဆိုတော့ဒီဈေးခေါ်လာမှာပဲရောင်းမထွက်မှာเนาะတသိန်းခွဲလာပြီးရင်တော့ရောင်းပေးမယ်ဘာဖြစ်လို့ဆိုတော့သူ့ရဲ့ weight ပါတာရဲ့ဘာရဲ့ညာရဲ့เนาะပြီးရင်ရှင်ဒီမှာကြည့်ပြမယ်ဒီလိုမျိုးချုပ်လို့ရတယ်เนาะပြီးရင် face expression လည်းအရင်ဘူးလက်ဆိုပေမဲ့သူက color ထိုးရင်တော့မှဟိုလိုပြောမယ် high quality ဖြစ်တဲ့အတွက်color မပြန်ဘူးပေါ့နော်အဲ့လိုမျိုးတွေဆောင်းရကောင်းတယ်နော်ဒါကတော့တရုတ် GK ပေါ့ဒီကောင်က GK ထွက်ထားတဲ့ဟာလေးပေါ့နော်အဓိက GK ထွက်ထားတယ်ဖြစ်တဲ့အတွက်ဒီကောင်ကဘလို့နေမင်းစီတသိန်းခွဲနဲ့မင်းဝယ်ပြီးတသိန်း8000လောက်နဲ့မင်းပြန်ရောင်းချင်တော့ရောင်းလို့ရတဲ့အကောင်မျိုးနော်ဒီအဓိကဘလို့လူတွေဝယ်တင်လဲဆိုတော့เนี่ยဆိုင်ကြီးဖွင့်ထားပြီးတော့တည်ရမလားအလှပြခြင်းနဲ့ဆိုင်ဘယ်လိုမျိုးအေးဆိုင်တို့ coffee ဆိုင်တို့အလှပြခြင်းတဲ့ဟာတွေတော့ပို့အဆင်ပြေလိမ့်မယ်နော်ကျေးဇူးအများကြီးတင်ပါတယ်ဒါကတော့ဒီနှစ်ခုဖြုတ်လို့ရတယ်နော်သူကဒီလိုမျိုးပလင်တက်ကိုသူထားလိုက်ရတခြားကောင်းတွေပါတင်လို့ရတယ်ဗောနော်သူမဟုတ်ရင်လည်းဒီသူအင်ဂျီကိုချုပ်ပြီးတော့ဒီလိုထားလိုက်ရတယ်နော်ဒါနှစ်မျိုးဗောနော်ပြောပြရတာကျေးဇူးအများကြီးတင်ပါတယ်